အားလုံးတာလီစွာပါလို့ Arika FM ကနှုတ်ခွန်းဆက်သလိုက်ရပါတယ်။ယနေ့တောင်ဆလာဖို့ Friday Arika ကဗျာကဏ္ဍမှာရခိုင်သားကလေးစာပေကထုတ်ဝေဖရရှိဖူခါရယ်ရောနုပရရှင်ဆိုတဲ့ကဗျာစာအုပ်ထဲကကဗျာစရာမောင်ခိုင်အောင် research ထားရယ်စိုက်တွေလီပြန်ကောင်းဆိုတဲ့ကဗျာရှင်ကိုဖက်ပရလာဖို့ဖိုက်ပါရယ်။စိုက်တွေလီပြန်ကောင်းသူကိုလိုက်ဖို့ခါရယ်တာယာစားလိုက်ပြလေနေခုံကြောင်တောင်ကောင်းခွန်တုတ်ကြပါယောဇာလောက်ကရာဖိုလေးရေပွန်လေရိုမာစာခုဖိုင်လာဖို့ပါအိုအမောဒေသရှိလွင်ဖို့တာတာလူဖိုင်လာရတယ်ဆွေချေကတော်ဦးလေးကြာကွေးခါပြဲညီတီကသောင်းလို့မရိုင်းနိုင်အဖက်တီရာအိမ်မှာဖိုင်လီယောနောက်ဆုံးကရိုးမျိုးရှိပင်ကုံဖိုင်နိုင်ဖို့တီလာကရိုနာနှုတ်ဆဘရီဂေပေါကိုဖောက်ခနဲ့တဲ့ပိုက်ကဲပွေးလီကောင်မှာများရီဂျာရီဘာရီဒီချွန်ဇဲဝန်ခဲမဟုတ်ဝေးနောက်ဆုံးမှာဒေါခလကရာရုံးမှာဒီကောင်ပရိုနီဂျာစကားရာဘာရီလာဘာလီပြန်ပါလီမောက်ခိုင်အောင်